ဓာတ်ပုံလေးရရုံနဲ့ကျမတို့လိုချင်တာအကုန်ရနေရပဲကျမလည်းဂျွန်းကိုပလက်မြင်မြန်ပေးပြီးတော့တင်ခိုင်းလိုက်တော့တယ်မကြခင်မှာပဲကျမရဲ့အိမ်မက်ဖြစ်တဲ့ပဲရစ်ကိုရောက်ခဲ့တယ်ကျမစိတ်ကူးတဲ့အိမ်မက်ထဲအတိုင်းမင်းသမီးတစ်ပါးလိုပါပဲတညမှာဂျွန်းကကျမကိုလှပတဲ့ဝတ်စုံပြီးဝတ်ခိုင်းတယ်ဒီနေ့တော့ဂျွန်းကကျမကိုတေချာပေါက်လက်ထပ်ခွင့်တောင်းတော့မယ်လို့ကျမစိတ်ထဲမှာထင်ခဲ့တယ်ပြီးတော့အရန်တောက်ပြောင်နေတဲ့စိန်လေဆွဲတစ်ခုကိုလည်းကျမကိုတည်တည်ချာချာဝတ်ပေးခဲ့တယ်ကျမရဲ့စိတ်ထဲမှာတော့အတိုင်းမသိဝမ်းသာနေတာပေါ့ပြီးတော့ဂျွန်ကသူ့ရဲ့တငယ်ချင်းတယောက်နဲ့ကျမကိုမိတ်ဆက်ပေးမယ်ဆိုပြီးတော့ပါတီပွဲတစ်ခုကိုခေါ်သွားခဲ့တယ်ဒီလိုနဲ့ပါတီပွဲရောက်တော့ဂျွန်ကကျမကိုစောင့်ခိုင်းပြီးတော့တခုခုအံ့အောင်လုပ်ပေးဖို့ပြင်ဆင်နေရပဲလို့ကျမယုံကြည်ခဲ့အဲ့ဒီအချိန်မှာပဲဂျွန်ရဲ့တငယ်ချင်းတယောက်ကရောက်လာခဲ့တယ်ကျွန်းရဲ့တငယ်ချင်းကတထေးကြီးတယောက်ဖြစ်ပြီးကျမကိုတီးသန့်ပါတီတစ်ခုကိုခေါ်သွားမယ်လို့ပြောတယ်။အဲ့ကမိန်းကလေးတွေရဲ့ပုံစံကလည်းတမျိုးပဲ။အဲ့ဒီမိန်းကလေးတွေကကျမကိုတမျိုးကြည့်ပြီးတော့မင်းကအခုမှရောက်လာတဲ့အစ်စ်ကလေးလား။ပြီးတော့တညကိုဘယ်လောက်ရလဲ။ရမ်းဆိုင်တဲ့ပုံစံမျိုးမေးကြတယ်။ဒီမဲ့ကျမကမကြခင်မှာလက်ထပ်ရတော့မှာ။ရှင်တို့သိထားဖို့လိုတယ်။ကောင်းပါပြီ။ဟုတ်ပါပြီမိန်းကလေး။ဒီလိုနေရာရောက်လာပြီဆိုလို့ရှိရင်တော့ငါတို့အားလုံးကအတူတူတွေပဲလို့သူတို့နှစ်ယောက်ကပြောတယ်။ကျမလည်းဂယုမဆိုင်ဖဲနဲ့ထွက်လာခဲ့လိုက်တယ်။ကျမကတော့တွေးပြီးရင်အောင်ရမိနေသေးတယ်။ငါကမကြခင်မှာသူတို့သမီးဖြစ်တော့မှလေဆိုပြီးတော့ပေါ့။တစ်ချိန်တည်းမှာပဲကျွန်းရဲ့တငယ်ချင်းကရောက်လာတယ်။မိန်းကလေးဒီလေကားအတိုင်းအပေါ်တက်ကအခန်းကိုတက်သွားလိုက်ပါ။ဟုတ်ပါပြီ။ကျမထင်တာကဂျွန်ကကျမကို propose လုပ်ဖို့ဒီအခန်းမှာစီစဉ်ထားတာဖြစ်မယ်ပေါ့။ကျမတကားကိုဖွင့်လိုက်တယ်။တကားဖွင့်ပြီးကြည့်လိုက်တဲ့အချိန်မှာအခန်းထဲမှာလည်းဘယ်သူမှမရှိဘူး။ဒါနဲ့ကျမလည်းအခန်းထဲမှာဝင်ပြီးတော့ဂျွန်လာမဲ့အချိန်ကိုခဏထိုင်ဆောင်နေလိုက်တယ်။ဒီလိုနဲ့ဂျွန်ကကျမတို့လက်စွပ်လေးယူပြီးရောက်လာပြီ။ဒါပေမဲ့ဝင်လာတဲ့အချိန်မှာသူမဟုတ်ခဲ့ဘူး။သူ့ရဲ့တငယ်ချင်းဖြစ်နေတယ်။အဲ့လူကအင်ကြီးကျဲသီးတွေဖြုတ်နေတော့ကျမလှန့်သွားတယ်။ဘာလို့တာလဲရှင့်ရဲ့အင်ကြီးကျဲသီးတွေကိုအခုပြန်တက်လိုက်ပါ။မိန်းကလေးဟန်ဆောင်မနေပါနဲ့မင်းနဲ့တညတာအတွက်ငါကျွန်းကိုပတ်စံတွေဘယ်လောက်ပေးလိုက်ရလဲမင်းမသိပါဘူးကွာကျမလည်းအရန်ကြောက်လန့်ပြီးတော့ရေချိုးခန်းထဲကိုပြေးဝင်သွားခဲ့တယ်ကျမကျွန်းကိုမြန်မြန်ဖုန်းခေါ်လိုက်တယ်ကျွန်းကလည်းတော်တော်နဲ့ဖုန်းမကင်လာဘူးဖုန်းခေါ်တဲ့အချိန်မှာကျွန်းကကျမကိုပြောတယ်ဒီညတော့မင်းအဲ့ဒီလူနဲ့ပဲတညအိပ်ပေးလိုက်ပါဟမ်ဒါဆိုလို့ရှိရင်ရှင့်ရဲ့သူတို့သမီးလို့ဘာလို့ပြောထွက်ခဲ့သေးရပဲသူတို့သမီးဘေဘီမင်းရဲ့ပုံတွေကဒီလောက်တောင်လိုင်းပေါ်မှာအများကြီးပြန့်နေတာဘာလို့မင်းကသူတို့သမီးဖြစ်နေသေးရလဲဘယ်သူမှမင်းကိုလက်ထပ်ယူမှာလဲကျမအဲ့ဒီအချိန်မှာနားလည်လိုက်တာကဂျွန်ကကျမကိုတုံးချဖို့တက်တက်ပဲကျမလည်းစိတ်တင်းထားပြီးတော့အပြင်ကိုပြန်ထွက်ခဲ့လိုက်တယ်ကျမရှင်နဲ့တညလုံးတော့တူတူမနေနိုင်ဘူးကျမအသားကိုထီရဲထိချီစမ်းကျမအခုချက်ချင်းရဲကိုဖုန်းဆက်ခေါ်လိုက်ပါနော်နောက်တနေ့မနက်စောစောမှာဂျွန်စီကဖုန်းဝင်လာတယ်ကျမလည်းလုံးဝမကင်ဘူးပဲရစ်ကနေကျမဂျွန်ရှိရဲ့အိမ်စီကိုပြန်ဖို့အတွက်လင်းနံပါတ်ဖြတ်လိုက်တယ်အိမ်ရှိကိုရောက်တဲ့အခါမှာတော့ကျမရဲ့အထုပ်ဘိုးတွေအကုန်လုံးကိုမိုးရီထဲမှာဖိထားတာကိုတွေးလိုက်ရတယ်။အဲ့ဒီအချိန်မှာကျမလည်းစကားပြောဆက်ကိုနှိပ်ကြည့်တော့ဂျွန်ကငါပေးတဲ့ခွင့်ရေးကိုမင်းကတမိုးမထားဘူး။မင်းလာတဲ့တွင်းထဲကိုပဲပြန်သွားတော့လို့ကျမကိုပြောတယ်။ကျမလည်းမျက်ရည်တွေနဲ့အမေစီပြန်သွားပြီးတော့ဒူးထောက်တောင်းပန်ခဲ့တယ်။ကျမစိတ်ထဲမှာအမေစုမလားလို့စောင့်နေခဲ့ပေမဲ့အမေကဘာမှမပြောဘဲနဲ့ကျမကိုပဲဖတ်ထားပေးခဲ့တယ်။ကျမသင်ခန်းစာရတာပြီဆိုတာအမေသိနေလို့ပါအဲ့ဒီအချိန်မှာကျမရွေးချယ်စရာရှိပါသေးတယ်အဲ့ဒီလိုပဲဓာတ်ပုံတွေရိုက်ပြီးတော့ပတ်စံဆက်ရှာလို့ရပါမယ်ကျမအမေနဲ့အတူတူမိုတယ်တစ်ခုမှအလုပ်ကြိုးစားပြီးတော့ပတ်စံစုခဲ့တယ်ကျမနောက်တစ်ချိန်ကောလိပ်ပြန်တက်ဖို့အတွက်ပေါ့အခုတော့ကျမတည်သွားပြီဘဝမှာဘာမှအလွယ်တကူမရနိုင်ဘူးဆိုတာပြီးတော့အမေရဲ့စကားတွေဟာလည်းတကယ်မှန်တယ်ကျမလည်းရှေ့ဆက်ပြီးအမေနဲ့အတူတူပဲလဲလဲမမနဲ့နေသွားတယ်။ဘွားကတကယ်မလွယ်ကူဆိုတာသိခဲ့ပါတယ်